နောက်ပွဲစည်းသို့မကြီးမှလည်းညီမနှစ်ယောက်နှင့်အတူသွားသောမောင်မိုးတင်တို့အခုအင်းဝိဇ္ဇာ၏အကူအညီဖြင့်ပေပင်ရွာသို့ပြန်လာပြီဖြစ်သည်မောင်မိုးတင်တို့သည်ဦးအုံး၏အိမ်ရောက်သည့်တိုင်မကြီးနှင့်မလေးအားစိတ်ပူနေသေးသည်ထို့ကြောင့်ဦးအုံးသည်မကြီးမလေးတို့၏မိခင်ကြီးအားအကျိုးအကြောင်းသွားပြောမိဖြစ်ပြီးကြံသူများသည်လည်း၎င်းတို့၏အိမ်သို့ပြန်ကြတော်မူဖြစ်သည်ဦးအုံး၏အိမ်နေတော့အင်းဝိဇ္ဇာပွားကြီးနှင့်မောင်မိုးတင်တို့သာကြံတော့သည်မောင်မိုးတင်သည်ကြံပွားသည်မှနောက်ပွဲသားဖြစ်နေသောအင်းဝိဇ္ဇာပွားကြီးကိုကြည့်ကာကြံပွားသည်ကြီးငါမှနာမည်ရှိတယ်ကွာအင်းဝိဇ္ဇာပွားကြီးရှိကအင်းဝိဇ္ဇာကြီးကိုတော့ရှာခေါ်လို့မခေါ်ချင်ဘူးဗျာဥပကြီးတို့ပဲခေါ်မယ်ဗျာမင်းသဘောပဲကောင်းလေဒါလည်းဥပကြီးကဘာလို့ကြံပွားတယ်ဖြစ်လိုက်နွားပွားစေဖြစ်လိုက်လဲဘာဖြစ်လို့လဲဗျဟဲ့ကောင်ရအင်းဝိဇ္ဇာဆိုပြီးနှကမ်းပွေးကြီးကားထားပြီးတော့ခေါင်းပေါင်းကြီးနဲ့နေလို့ဖြစ်မလားအင်းဝိဇ္ဇာဆိုတာနဲ့ပညာဆန်းကျင်သူတွေများသားကိုအဲ့တော့အတံမွေးဖို့ငွေလေးလေးရအင်းလည်းအသုံးပြုဖို့ငှားတဲ့သူဆိုငွေလေးရတာပေါ့ငှားတဲ့သူမရှိဘူးဆိုဈေးရောက်တာနဲ့ပွဲသားလုပ်လို့ရတာလေးနဲ့ဝိုင်းရေးကိစ္စပြင်ရှင်းရတာပေါ့ကွာကောင်လေးကအင်းဝိဇ္ဇာကလည်းမွဲလိုက်တာဗျာမင်းပြောလိုက်ခံရမှာပဲကောင်းကောင်းဝင်လှုပ်စားတယ်ငါတို့လိုပညာရှင်တွေကိုလူသိမ့်မသုံးဘူးကွာဟိတ်ဟန်အပြည့်နဲ့ကောင်းကောင်းဆိုးဆိုးအကုန်လုပ်တဲ့သူတွေကသာချမ်းသာတာဟဲ့မဘိုးတင်အင်းဝိဇ္ဇာ၏စကားကိုလက်ခံလိုက်မိသည်အရက်ထဲတွင်ခေါင်းပေါင်းသားတစ်ထောင်တောင်းတဲ့ဆရာကိုင်းအပြည့်နှင့်မတော်တော့ခောက်လူကအပြောကောင်းအဆိုကောင်းမို့ဝင်ငေကရှင်ပြီးကဝိထိတ်ကပညာရှင်ကြီးများကလဲလဲဆင်းပြီးတဲထိုးနေရသည်မှာအမှန်ပင်ဖြစ်သည်ပညာရှင်များသည်အသည်ဟုဆိုရမည်လားတော်ရီမဟုတ်တက်မြောက်ထားသောပညာများကိုအသုံးမချတတ်သည်လားဒါမှမဟုတ်သေးသင်ရတာပင်ပန်းသွားရင်ပညာနှင့်လှုပ်ရှားသည်မှာပြင်းသွားသည်လားမသိအသီးမိတ်ဆွေများမှပင်မှသာသူတို့၏ပညာများကိုပြရသည်ကြံသောအချိန်တွင်တော့မိမစုမိမငေါ့ကိုခံပြီးရိုးအေးစွာဘဝကိုကောင်းလုံးနေသည်အားလုံးကိုမဆိုးလို့လူမျိုးမျိုးစိတ်အထွေထင်မှုဖြစ်ယခုလည်းအင်းဝိဇ္ဇာကြီးမှာသူများကိုတိုက်ခိုက်သည့်အလုပ်လုံးဝမရှိသည့်အတွက်ကြံပွားရောင်းလိုက်နွားပွဲစားလုပ်လိုက်နှင့်ဝမ်းကြောင်းနေလေသည်မမိုးတွင်သူ၏ရှိတွင်ရှိသောအင်းဝိဇ္ဇာကြီးအကြောင်းကိုတွေးပြီးငေးမောနေသည်ကောင်းလေးဟင်းကောင်းလေးဖျားဖျားမင်းဘာလဲငေးမောနေရလဲဟာကျုပ်ဥပကြီးအကြောင်းတွေးမိလို့ပါလောင်ကစားနိုင်အင်းလေးတောင်ဆွဲနိုင်ပြီးဘာဖြစ်လို့ကြံပွားရောင်းလဲဆိုတာနားမလည်လို့ပါဟဲ့ကောင်ကအချောင်ရတဲ့ငွေကအချောင်ကုန်ပါပဲမတော်လောပါရှိလို့အခုလိုအဆောင်လေးဆောင်တာပေါ့ဒီလိုလူတွေကဗမာများလောဘကင်းနိုင်ပါလေမင်းတို့ကိုယ်တိုင်တော့ခံရပြီမဟုတ်လားဟုတ်တယ်ဗျလွယ်လွယ်ရတော့များများလို့ခြင်းတယ်အေးလောကမှာကိုယ့်ရဲ့ကံဉာဏ်ဝိရိယနဲ့ကြိုးစားပြီးရတဲ့ငွေကမှတည်မြဲတာကွာအခြားအချောင်ရတဲ့ငွေကကိုယ့်ရဲ့နာမည်ကိုတတ်ပြီးမှရလာတာဗျာကျုပ်နားမရှင်းဘူးဥပကြီးမင်းရဲ့ကြိုးစားမှုမပါပဲငွေတွေကမင်းရဲ့နာမည်ကိုတတ်လိုက်ပြီးမှရတာလို့ပြောတာမမိုးတင်ခေါင်းကုတ်လိုက်မိသည်အင်းဝိဇ္ဇာပြောသောစကားကိုသူနားမလဲပါထို့ကြောင့်ဆက်ပြီးမမေးတော့ဘူးအင်းဝိဇ္ဇာသည်ဆက်ပြီးစကားဆိုတာသည်ကောင်းလေးမင်းငါ့ကိုကူညီရလိမ့်မယ်ငါတို့လူတယောက်ကိုရှာပြီးနှိမ်နှင်းရလိမ့်မယ်သူ့နာမည်ကတစ်ခေါင်းပေါက်ဖိုးဝေတယ်ကွာနာမည်ကစမ်းလာပါလားဗျတစ်ခေါင်းပေါက်ဖိုးဝေဟုတ်တယ်ဒီကောင်လေးကပါရမီပါတယ်ပြောရမယ်စုံကဝေတွေကိုလိုက်ပြီးနှောက်ယှက်နေတာဇော်ကနီအစင်စုံနေတော့ဒီတစ်ခေါင်းပေါက်ဖိုးဝေကိုကြောက်နေရတယ်သူကဘာလို့နှောက်ယှက်နေရလဲဗျငါလည်းမသိပါဘူးကွာဒီကောင်လေးရဲ့ပါရမီကတော့အမခမ်းပဲကွာအဲ့ဒါကြောင့်တော်တော်များများပညာသည်တွေကတစ်ခေါင်းပေါက်ဖိုးဝေကိုစုံမပေးဖို့ငါ့ကိုပြောထားတာတစ်ခေါင်းပေါက်ဖိုးဝေဆိုတာမင်းရွယ်လောက်ပဲရှိအောင်မယ်ဟုတ်လားကျုပ်ကဘယ်လိုကူညီရမှာလဲဗျအဲ့ဒါကိုနောက်မှပြောပြမယ်ကွာအခုတော့ဥုံပြန်လာရင်မင်း9000လိုက်ခဲ့ဖို့ခွင့်တောင်းရအောင်မယ်ကျုပ်ကဥပကြီးနောက်လိုက်ရမှာလားအေးပေါ့ထို့နောက်အင်းဝိဇ္ဇာနဲ့မောင်မိုးတင်တို့ဥုံအလာကိုစကားတပြောပြောနဲ့စောင့်နေကြပါလေတော့သည်ဥုံ၏အင်ရှင်တန်းများတွင်ထိုင်နေသောအင်းဝိဇ္ဇာသည်ဥုံကြီးပြန်လာကိုရင်သွေးချမ်းတောင်းရင်စောင့်နေလေသည်အတန်ကြာသောအခါဥုံသည်သူ၏နေအိမ်သို့ပြန်လည်ရောက်ရှိလာပြီဖြစ်သည်ထို့နောက်အင်းဝိဇ္ဇာသည်ဥုံထံမှမောင်မိုးတင်ကိုသူနှင့်အတူခေါ်သွားဖို့ခွင့်တောင်းသည်ကိုအုံကျုပ်ဒီကောင်လေးကိုခဏခေါ်သွားခြင်းတယ်အင်းကောင်လေးလိုက်ရှင်တယ်ဆိုရင်တော့ခေါ်သွားပေါ့အင်းဝိဇ္ဇာကောင်လေးကလိုက်မယ်ပြောပါတယ်လိုက်မယ်ဆိုရင်တော့ခေါ်ပေါ့ဗျာထို့နောက်ဦးအောင်ဒီမဘိုးတင်ပတ်လက်ကကောင်းလေးအင်းဝိဇာနောက်လိုက်ရင်သူစီကပညာကောင်းကောင်းယူခဲ့ကြတာဟုတ်ကဲ့ပါအဖထို့နောက်အင်းဝိဇာတဲ့ဦးအောင်ကနှုတ်ဆက်ကမဘိုးတင်ပတ်ဆိုလှက်ကြည့်လိုက်ပြီးကောင်းလေးရေနေလေးမပူခင်သွားကြတာပေါ့ငါတို့အခုသွားမယ့်နေရာကရိုးမတော်ကြီးကိုလေဟုတ်ကဲ့ဥပကြီးသွားကြတာပေါ့ဗျာထို့နောက်အင်းဝိဇာကြီးဥဆောင်မှုဖြင့်မဘိုးတင်အင်းဝိဇာကြီးနောက်မှလိုက်ပါသွားလေတော့သည်အင်းဝိဇာပွားကြီးနှင့်မဘိုးတင်ခရီးသွားကြတရားမျှပင်ရှိပြီဖြစ်သည်ရွာတရွာပြီးတရွာကိုကြောက်ကခရီးဆက်လာရာတွေးသည့်စေများမှအိပ်ကြရသည်အစားဆင်းရဲအနေဆင်းရဲလာတော့ကြောင့်မဘိုးတင်သည်သူ၏စိတ်ထဲတွင်အင်းဝိဇာလုံးဝဖြစ်ချင်သည့်စိတ်ဆန္ဒမရှိပဲအင်းဝိဇာမှာအင်းရေးဆွဲသည့်တင်ပေးသည့်ကိုပင်အကြောင်းပြချက်အမျိုးမျိုးပေးကညှင်းပယ်နေသည်တို့၏မဲ့အင်းဝိဇာသည်လက်မလျှော့မဘိုးတင်အားသူ၏အင်းအကြောင်းကိုခရီးသွားရန်အမြဲပြောပြနေသည်ထို့ကြောင့်မဘိုးတင်မှာအင်းဝိဇာပွားကြီးကိုကြည့်ကဥပကြီးအင်းဝိဇာဆိုတာဘာလဲဗျဥပကြီးကတကယ်အင်းဝိဇာလားမဘိုးတင်၏စကားကြောင့်အင်းဝိဇာပွားကြီးသည်မဘိုးတင်ကိုစောင်းခဲ့ကြည့်ကတစ်ချက်ပြုံးလိုက်ပြီးကောင်းလေးတကယ်တော့ငါကအင်းဝိဇာမဟုတ်ဘူးကျွမ်းကျင်တက်မြောက်ထားတဲ့အဆင့်ပဲရှိသေးတယ်။အရက်စကားပုံနဲ့ပြောမယ်ဆိုရင်အလူတော်မှလူချောပါကွာ။တကယ်ပညာရှင်ဝိဇ္ဇာတို့ကြီးတော့ချင်းမုံတော့မရှိပါဘူးကွာ။ငါနဲ့တွေ့ဘူးတဲ့သူတွေကငါရဲ့ကျွမ်းကျင်ပြီးပြည်တယ်မလို့ပဲအင်းဆွဲနိုင်တဲ့ပုံစံကိုကြည့်ပြီးအင်းဝိဇ္ဇာလို့ခေါ်ကြတာ။ငါလည်းအဆကမခေါ်ဖို့တားပါသေးတယ်ကွာ။နောက်တော့လည်းအဲ့လိုအခေါ်ခံရတာတော့အရသာတွေ့တယ်လို့ဖြစ်လာတယ်ကောင်းကြီး။အော်အဲ့လိုလား။ကောင်းလေးဝိဇ္ဇာဆိုတာလွယ်လွယ်နဲ့မဖြစ်ဘူးကွာငါတို့ကြံပွားတဲ့လုပ်လိုက်နောက်ပွဲစားလုပ်တဲ့သူကကန်နရီဝိဇ္ဇာထဲမှာပါတယ်အင်းဝိဇ္ဇာဖြစ်ပတ်တယ်လားကောင်းရဲ့မင်းတို့အောက်လန်းတွေစုံးတွေကဝေတွေကြားမှာတော့ငါကအင်းဝိဇ္ဇာကြီးပေါ့ကွာတကယ်လက်တွေ့မှာတော့ဟာဟာဟာဥပကြီးသည်သူအင်းဝိဇ္ဇာမဟုတ်ကြောင်းကိုမေရင်ချက်ရည်ဖြင့်ပြောပြနေလေသည်သူပြောသည်ကမှတ်ပေသည်အင်းဝိဇ္ဇာဆိုဒီမှာကန်နရီဝိဇ္ဇာစရင်ဝင်ဖြစ်၍လွယ်လွယ်နဲ့မဖြစ်နိုင်ပဲအင်းခွက်ချရနဲ့အင်းဆန်ထက်ရမှာ
ကျွမ်းကျင်လွန်သလိုငါးပါးသီလလုံးသောဥပကြီးအင်းသည်အစွမ်းထလွန်သည့်အတွက်တာမန်လူသားများနှင့်အမောင်ပညာသည်များကအင်းဝိဇ္ဇာဟုသမုတ်ကြခြင်းပေမိတို့ပင်ဆိုစေကမူမောင်ဘိုးထင်သည့်ဥပကြီးကိုတော့လေးစားမိသည်သူတက်ထားသောပညာဖြင့်ငွေရှာကငွေများများရနိုင်ပေမဲ့သူမချပါမတော်လောဘဖြစ်ရသောငွေသည်သူ့အတွက်အကျိုးမဖြစ်နိုင်ဟုပြောဘူးသလိုနာမည်တင်မှငွေရသည့်အလုပ်မျိုးသူမလုပ်ဟုယတိပြတ်ဆိုနေသည်မောင်ဘိုးထင်အင်းဝိဇ္ဇာပွားကြီးကြောင့်တွေ့နေစဉ်ဥပကြီးမှသူအားစကားဆိုလာလေသည်ကောင်းလေးဟစ်ကောင်းလေးဖျားဖျက်မင်းဆိုသည်မှလည်းတွေးလိုက်ငွေလိုက်ရန်ဟောဥပကြီးကြောင့်တွေးနေတာပါဗျာပြီးတော့ဥပကြီးနဲ့ကျုပ်အဘဘလို့ပတ်သက်တာလဲသိကျင်နေတာအဲ့ဒါတွေကနောက်မှပြောပြမယ်ငါတို့သွားရမယ့်ရုံမတော်လည်းရောက်ခံနေပြီအဲ့မှာပညာသည်တွေကြည်နေတဲ့ရွာရှိတယ်ငါပြောတဲ့တက်ကောင်းမောက်ဖိုးဝေးဆိုတာအဲ့ရွာကပညာသည်တွေကိုဒုက္ခပေးမဲ့သတင်းကြလို့ငါ့ကိုခေါ်ထားတာဟဲ့မဘောတင်သည်ဥပကြီးပြောနေတော့သူနှင့်ရွယ်သူတက်ကောင်းမောက်ဖိုးဝေးကိုအတော်အထင်ကြီးနေမိသည်သူ့ရွယ်လေးနှင့်စုံနေကိုဝေးသည်သူအားကြောက်ရသည့်အတွက်ဥပကြီးကိုကာဝယ်ဖို့ခေါ်ရသည်မဟုတ်ပါလားထို့နောက်ဥပကြီးသည်စကားဆက်ဆိုးလာလေသည်ကောင်းလေးငါတို့တင်ကြတော့ထုံးစံအတိုင်းဇရက်မှာအိပ်ရမယ်ဟဲ့အခုဇရက်ကတော့ရွာနောက်ဘက်ကတင်းချိုင်းကဇရက်ပေါ့ကွာမင်းကရွာထဲသွားရော့ငွေ2ကျပ်ထမင်းပြူနဲ့အကျော်ပဲမဟုတ်လားဒါပဲပေါ့ကွာထမင်းဆိုင်ထမင်းရောင်းတဲ့ဆိုင်မရှိရင်အိမ်တအိမ်ဝင်ပြီးဝယ်ဒါပဲထပ်ပြောမှာမဟုတ်လားဘိုးတင်မင်းကိုခေါ်လာရတာတိတ်အသုံးဝင်တယ်ကွာဘာသုံးဝင်တယ်လဲထမင်းတော့မကောင်းမခိုင်းရလဲအကျော်ပဲခိုင်းတာကိုလားဟာမင်းကလည်းကွာမဘိုးနေသည်ဥပကြီးနောက်ထပ်စကားကိုမဆောင်ရွာထဲသို့သွားပြီးထမင်းပြူနဲ့အကျော်သွားရဝယ်လိုက်ပါလေတော့သည်မဘိုးနေသည်ညနေအချိန်ရွာတင်ချိုင်းစရဲမှနေရွာလေးထဲသို့တယောက်တည်းသွားနေသည်ရွာလန်းတစ်ချောင်းလက်ကြည့်ရဈေးသက်ဟူ၍လည်းမမေရမတွေ့သူခိုးကြည့်တကြီးနှင့်ရွာတဲ့လမ်းအတိုင်းလမ်းလျှောက်နေချိန်သူ၏ရှိတဲ့တွင်ရေအိုးရွက်လာသောမျိုးသမီးကြီးတူကမေးလိုက်တယ်တော့သည်ပြောအကြီးလေးဒီရွာနာမည်ကဘာလဲဗျဂွေးကောက်ရွာဗျာဘာရွာဂွေးကောက်ရွာလို့ပြောတာကောင်လေးရဲ့အကြီးတို့ရွာနာမည်ကြီးကလည်းပေးစရာရှာလို့ဗျာအဲ့ဒါတော့ငါလည်းမသိဘူးရွာလူကြီးတွေပြောတော့ရွာဝင်မှာခွေးပင်ကောက်ကြီးရှိလို့ဂွေးကောက်ရွာလို့ပေးတယ်ဆိုပဲဟာကျုပ်တို့ရွာဝင်ကလာတာပါဗျဘာခွေးပင်ကောက်ကြီးမှမတွေ့ပါဘူးဗျာတဲ့ဒီကောင်လေးကတော့ရှာတော့ရှိအဲ့ဒီအပင်ကြီးကငါတို့ငယ်ငယ်ကလေးကမရှိတော့တာဟဲ့တေချာတော့ဂွေးပင်ကောက်ရှိခဲ့တယ်အေးပါဗျာအကြီးရဲ့ဂွေးကောက်ဟဲ့ကောင်လေးနင်ဘာစကားပြောတာလဲအပင်ထဲဖို့မေ့သွားလို့ပါဗျာကျုပ်သိကျင်တာကအကျော်ရောင်းနေသူမရှိဘူးလားဗျကျုပ်ထမင်းကောအကျော်ကောဝယ်ရမှာအကျော်တွေကငါအိမ်သားမှာပဲလိုက်ခဲ့ထမင်းဖြူကတော့လို့ရမှာမရဘူးငါပေးလိုက်ပါမယ်နင်းကြည့်ရတာဒီနယ်ကမဟုတ်ဘူးထင်တယ်မဟုတ်ဘူးဗျကျုပ်ကပေပင်ရွာဆိုအဝေးကြီးပဲလာအကျော်တဲ့မက္ကလမအိမ်ကငါအိမ်အနောက်ဖက်မှာပဲမဘိုးထင်အားပြောဆိုရေအိုးရွက်ထားသောအရင်သည်ရှေ့မှသွားရမဘိုးထင်သည်လည်းထိုအကြီးနောက်မှလိုက်ပါသွားလိုက်ပါလေတော့သည်မဘိုးထင်သည်လမ်းမှတွေ့သောအကြီးတယောက်ထုတ်ပေးလိုက်သည့်အင်းဘက်နှင့်ထမင်းတော့ကိုကင်ထားသည်ထိုအကြီးသည်သဘောကောင်းလုံးလာသူဖြစ်ကထမင်းနှင့်မကသူ၏အိမ်တွင်ချက်ထားသောဟင်းမှာထည့်ပေးလိုက်သည်ငွေပေးရမလားလို့စိတ်ပင်စိုးနေလေရာငွေကိုမပေးရတော့ပေထို့နောက်အကြီးအိမ်နှင့်နောက်ဘက်တွင်ရှိသောအကျော်ရောင်းသည့်မက္ကလမ၏အကျော်ဘိုးဘေးတွင်ထိုင်းနေလေ၏မက္ကလမသည်စင်စစ်ဗမာအမျိုးသမီးကြီးဖြစ်သည်ရွာထဲကအသားအမဲသားများကိုအမဲတကာထိတ်ကောင်ဖြစ်နေ၍ထိုနာမည်ကိုရခြင်းဖြစ်သည်မက္ကလမသည်အသားသာမဲသည်စိတ်နှလုံးကအတော်ဖြူသည်ဟန်ကအတိုင်းသားပေါ်နေလေသည်အပဲကြောင့်ဆိုသောသူမ၏မျက်နှာတွင်ပေါ်နေသည့်တဲ့သူမ၏ယောက်ျားဖြစ်သောဘူးသီးနေသည့်လူကြီးပြောစကားကြောင့်ဖြစ်သည်ထိုမိမကလမတို့ကတော့ရွာကလူတွေအကျော်တွေတန်ဆိုတာနဲ့ငါဘူးစင်ကဘူးသီးတွေကုံတော့မယ်အခုထိအမြတ်ကမရဘူးငါမှာတော့ဘူးသီးဆံမုံကျင်ရတာနဲ့လူရုပ်မပေါ်တော့ဘူးအကျော်ကြီးတွေကလည်းအကြီးကြီးတန်လိုက်တာလို့ပြောလိုက်တာနဲ့စကောင်းနဲ့အကျော်နဲ့မှားကြော်လာအောင်ထင်ရတယ်နောက်နှစ်တော့ဒီအိမ်ရှိရင်ကံကောင်းတော်ကလည်းရှိပဲဈေးဝယ်သူရှိနေတာကိုဘာလို့လျှောက်ပြောနေတာလဲမတူနိုင်ရင်ဈေးရောက်နဲ့အေးပါငါကဒီလုံးလိုက်ရနေအကျော်တာကိုကူလိုက်ရနဲ့ငါတော့တဖြည်းဖြည်းနဲ့လုံးမပါပြီမကလည်းမသည်သူမ၏နောက်စပွဲကုန်တွင်ဘူးသီးတီးနေသောသူမ၏ယောက်ျားအားမျက်စောင်းတစ်ချက်တို့ကမဘိုးနေကိုကြည့်ပြီးငါတူကဒီနယ်ကမဟုတ်ဘူးထင်တယ်ဟုတ်တယ်ဗျကျုပ်ကပေပင်ကလေးကြီးကတော့ကြားတော့မကြားဘူးအင်းအတော်လှမ်းတာကိုဗျကဲစီပူတော့မယ်ခဏပဲစောင့်ဒီနေ့အကျော်တာနောက်ကျတယ်ကွဟုတ်ရပါတယ်ဗျမင်းတို့ဘယ်မှာတဲနေတာလဲကွဘူးသီးတီးနေသောလူကြီးသည်မဘိုးထင်အားမေးလိုက်ခြင်းဖြစ်သည်ရွာနောက်ဘက်ကဇဲရမှာနေမလို့ပါဟာဘယ်ဖြစ်မလဲမင်းတို့တဲရမရှိငါအိမ်လာတဲ့ကြားတာအဖော်တယောက်ပါသေးတယ်သူကအင်းပညာတွေကိုတော်တဲ့သူတယောက်ဗျအင်းဆိုတာဘာလဲကွကျုပ်လည်းသိမသိပါဘူးဗျာအကွက်လေးတွေခဏန်းနေရေးနေတာပဲဟိုတရဲတွေဘာတွေထုတ်နိုင်လားထုတ်နိုင်တော့တယ်ဗျထုတ်နိုင်တယ်ဆိုရင်တော့တို့ကိုကူညီစမ်းပါအောင်ဘာလို့လဲဦးလေးမင်းကိုထမင်းပေးတဲ့အိမ်ရှိကအိမ်မှာညနေဆိုတရဲဝင်ပူးနေလို့ဟေးအဲ့ဒါအကူကြီးတောင်းနေတာနဲ့အကျော်တာနောက်ကျနေတာဘလို့ဝင်ပူးတာလဲဗျမသိပါဘူးဗျာညနေဆိုရင်ဒီကောင်ကအရက်တစ်ပတ်လေးနဲ့ကြက်တစ်ကောင်ကျွေးရတယ်အဲ့လိုကျွေးရင်ကောင်းသွားပြန်အောင်အထက်လန်းဆရာတွေလည်းစုံနေပြီအခုထိအရှင်းမပြောက်သေးဘူးဟေ့ကျုပ်ကိုလိုက်ပြပါလားဦးလေးကျုပ်ကဆရာတွေအနောက်မှာလိုက်နေတာဆိုတော့နည်းနည်းတော့နားလည်နေပြီမဘိုးတင်စကားကြောင့်အကျော်တဲ့တော်ကလမနဲ့သူမယောက်ျားသည်တယောက်မျက်နှာတယောက်ကြည့်လိုက်ခါမက်ကလမစကားဆိုလိုက်သည်ကိုတောင်းဟန်ကောင်းလေးကြည့်ရတာတော့တာမန်ကလေးတယောက်ပုံတော့မဟုတ်ဘူးရှင်သွားပြပေးလိုက်ပါဘူးသီးတက်လှီးလို့ပြီးပြီဆိုတော့အေးငါသွားပြလိုက်မယ်ထို့နောက်ဦးတောင်းဟန်သည်မဘိုးတင်ကိုခေါ်ကတရဲဝင်ပူးသည်ဆိုတော့လူ၏အိမ်သို့ထောက်ခွာသွားကြပါလေတော့သည်မဘိုးတင်သည်သူ၏ခြေချမှုကိုမျက်လုံးနှင့်ကွင်းပြီးတရဲတစ်စီများကိုမြင်နိုင်အောင်လှုပ်လိုက်သည်ဦးတောင်းဟန်သည်တရဲဝင်ပူးသောသူ၏အိမ်ဝိုင်းထဲသို့ဝင်လိုက်၏သူတို့အိမ်ဝိုင်းထဲသို့ဝင်လိုက်သည်နှင့်အသက်အရွယ်50ကျော်အမျိုးသမီးကြီးတဦးသည်အဲဝဲပြုလေသည်တောင်းဟန်လာငါ
ငါလည်းနင်တို့နဲ့အိမ်နောက်ကမမုန်းတင်တို့ကိုပဲအားကိုးနေရတာထိုအမျိုးသမီးကြီးပြောသောမမုန်းတင်ဆိုသူမှာမမိုးတင်အားထမင်းပေးသောအကြီးဖြစ်သည်ဦးတောင်းဟန်သည်ထိုအမျိုးသမီးကြီးကိုစကားပြန်ပြောလေသည်ရပါလေအမကြီးကဒါနဲ့တင်ထူးကောင်းသွားပြီလားအခုတော့အရက်နဲ့ကြက်ကြော်ကိုစားနေတာပဲငါလည်းဟဲအရက်နဲ့ကြက်ကြော်ဖို့နဲ့လည်းမလွယ်တော့ဘူးဒီကောင်းကိုပူးတဲ့တရေကလည်းအခြေအနေကြီးတတ်တာငါငွေပြတ်နေပြီဆိုငိမ့်နေတာငွေလေးများရွှင်းလာပြီဆိုတင်းကပူးပြီတရေကဟုတ်ရလားအကြီးမမိုးတင်မှာဝင်ရောက်မေးမြန်းသောအခါအမျိုးသမီးကြီးသည်ဦးတောင်းဟန်ကိုကြည့်ကတောင်းဟန်ဒါဘယ်ကကလေးတဲ့ဟဲ့ရွာစရက်မှာတဲနေတဲ့အင်းစရာဆိုတာပါလားသူ့တစ်ဖက်ပါဟောတရေထင်တာပါပဲကွယ်စားကအကြီးလည်းမယုံဒီကောင်ကထိုင်ရသားကြီးနောက်ကျုံးပြလိုက်တော့အကြီးယုံသွားလားအိမ်တိုင်နေလည်းဖတ်တတ်တယ်ပြီးတော့အထုပ်တန်းတွေပေါ်ကလည်းခုံချနေတာဟုတ်လားအဲ့ဒါဆိုကျုပ်ကအပေါ်တက်ကြည့်လို့ရမလားရတယ်မမိုးတင်သည်ဦးတောင်းဟန်နဲ့အတူအိမ်ပေါ်သို့တက်ကြည့်လိုက်သည်အိမ်ပေါ်တွင်တော့မိသည့်တစေတရေမှမရှိပဲအိမ်နေသားကိုကြည့်လိုက်တော့အိမ်ထုပ်တန်းနှင့်အိမ်ကျမ်းမြင်ကသိမ့်မမြင်ပေအိမ်ဒီပြင်အောင်ပြင်ခင်းအိမ်ဖြစ်ကအထုပ်တန်းမှအောက်သို့ခုံချကသူ့ဘာခုံချနိုင်သည်ဟုတွေးလိုက်မိသည်အိမ်တိုင်တွင်လည်းမတိမတာအထက်ကလေးများထစ်တာသည်ကိုမမိုးတင်တွေးလိုက်ရပြန်သည်အိမ်ဦးကန်းတွင်တော့တကောင်းသားတရေပူးသူသည်အရက်နှင့်ကြက်ကြော်ဖြင့်စီးစိမ်ဖြစ်နေလေသည်မမိုးတင်သည်အိမ်ပိုင်ရှင်အကြီးကိုကြီးကအကြီးသားကအရင်ကအရက်တောက်တတ်လားတောက်တတ်တယ်အရက်ကျွေးတွေတင်းတော့ရက်ဆိုင်ကတော့အကြီးစီအကျွေးတောင်းသေးတယ်အကြီးကဆက်เสียလာအိမ်ထုပ်တန်းပေါ်တက်တာဒီတိုင်းကနေတက်တာလားအကြီးဟုတ်တယ်အကြီးအိမ်မှာဝက်စီရှိတာရှိတော့မရှိဘူးရှားလိုက်မယ်အဲ့ဒါဆိုကျုပ်ဆရာသမားစီခဏသွားပြီးအင်းတောင်းလိုက်အောင်မယ်ချက်ချင်းပြန်လာခဲ့မယ်နော်ကောင်းလေးမမိုးတင်သည်အိမ်ပိုင်ရှင်အကြီးနှင့်ဦးတောင်းဟန်တို့ကိုနှုတ်ဆက်ကဥပကြီးရှိသောဇရဲသို့ထမင်းတို့ကိုဆွဲကထွက်လာလိုက်တော့သည်တကောင်းသားရဲ့သမားတီကကြောက်ကြော်လေးကြိုက်လိုက်အရက်ကလေးမောလိုက်နေသူ၏အမေနှင့်ဦးတောင်းဟန်ကိုပင်ဂရုမဆိုင်နိုင်အောင်ဖြစ်နေပါလေတော့သည်ကောင်းလေးကြားလိုက်တာကွာငါကမင်းကိုထမင်းနဲ့အကျော်ဘဝရောက်နေပြီတောင်ထင်တာအဲ့ဒါနောက်မှပြောရောဒီမှာအကျော်နဲ့ထမင်းကျုပ်ကိုတခုတော့ကူညီအောင်ဥပကြီးဘာတွေကူညီရမှာလဲကွာရွာထဲမှာလူပူးတယောက်တရေဝင်ပူးတယ်ဆိုပြီးလှုပ်ရှားနေတယ်ဗျကျုပ်ပညာနဲ့ကြည့်တော့ဘာတရေမှမရှိဘူးအဲ့ဒါကျုပ်ဘယ်လိုလုပ်ရမလဲသူပူးတဲ့ပုံစံကိုမင်းသိလားသိတယ်အိမ်တိုက်ကိုအထစ်တွေထစ်ပြီးအိမ်ထုံတန်းပေါ်တက်ပြီးခုံချပြတယ်ထိုင်ညက်ခုံပြလိုက်ဂျွန်းပြပြလိုက်လုပ်ပြီးလှုပ်ရှားနေတာမင်းကအတော့ကိုလှင်းတဲ့ကောင်ပဲလူပူးတဲ့အတားကိုချက်ချင်းသိတယ်မင်းတော်တယ်ထို့နောက်ဥပကြီးသည်သူ့၏လူထဲမှာစီစဉ်ဆက်ကူလေးတယောက်ကိုပေးကရော့ဘိုးတင်မင်းဒီအင်းကိုအကောင်နာထားလိုက်သူဝင်ပူးကြည့်အောင်ဆောင်တော့နဲ့သူ့ရဲ့မျက်လုံးထဲမှာဒီအင်းကအင်းဆောင်ကိုမြင်နေရလိုက်မယ်မြင်နေရတာနဲ့အင်းဆောင်ကအဲ့ကောင်ကိုချင်းချောက်လိုက်မယ်ဒီကောင်နောက်တစ်ခါဟန်မဆောင်ရဲရဘူးစိတ်ချက်မောင်ဘောတင်ဒီဥပကြီးပေးတော့အင်းစာရောက်ကလေးကိုယူကရွာထဲသို့အတော့နှင်သွားပါလေတော့သည်မောင်ဘောတင်ဒီတရေပူးသည်ဟုဟန်ဆောင်ထားသောသူ၏အိမ်သို့ပြန်ရောက်လာ၏သူပြန်ရောက်လာခြင်းနဲ့အရင်အိမ်ရှင်အရင်နှင့်ဦးတောင်းဟန်သည်ဝက်စီခဲများအားအသင်ရှာထားပြီးဖြစ်ပြီထို့နောက်မောင်ဘောတင်သည်ဝက်စီခဲများကိုယူကလူပူးတက်နေကြအိမ်တိုင်ကိုတုံလိမ့်ထားလိုက်သည်လူပူးသည်မောင်ဘောတင်တို့ပြုလုပ်နေသည်ကိုတိတ်ခရူးမဆိုင်ပေအိမ်ဒီကျဲသည့်အတွက်တတိမထားမိရလည်းဖြစ်နိုင်မောင်ဘောတင်သည်တိုင်အားဝက်စီတုပ်ပြီးတော့အခါလူပူးနားသို့သွားပြီးကိုကြီးဘယ်သူလဲကွာကျုပ်ကိုကြီးကစားလာတော့လာကြီးလားတဲငါ့ကိုများပြောဝင်နေတယ်ပေါ့တေးချင်းနေပြီထင်တယ်ခင်ဗျားကတရေလားဒါမှမဟုတ်တရေပူးကြီးအောင်ဆောင်ပြီးစားနေတောက်နေတာလားမောင်မိုးတင်စကားကြောင့်တရေဝင်ပူးဟန်ဆောင်ပြီးကြက်ကြော်နဲ့အရက်ကိုအေးအေးဆေးဆေးစားတော့နေတော့အရေသမားသည်မျက်နှာတစ်ချက်ပြတ်သွား၏တို့ဝိမှန်ပြတ်သွားသည့်မျက်နှာကိုပြန်ထိန်းကတော့ငါ့ကိုများမယုံမကြည်ငါအကြောင်းပြသေးတာပေါ့လေလူပူးသည်သူထစ်ထားသောအိမ်တိုင်ကိုတက်သွားပြီးတက်လိုက်နေသည်တို့ဝိမှန်အိမ်တိုင်သည်ချောနေ၍ချိန်ပါလေးနှင့်အထက်ကလေးကိုအားပြုတက်နေရပေမဲ့တက်မရချောချောချနေလေဆက်ပြီးမတက်တော့ပဲအိမ်တိုင်ကိုကြည့်လိုက်မောင်မိုးတင်ကိုကြည့်လိုက်နေဝက်စီတွေအိမ်တိုင်ကိုဘာလို့တုတ်ထားတာလဲဟဲ့ငါ့ကိုမခန့်တာလားတရေပူးတယ်ဆိုအဲ့အိမ်ထဲမှာဘာဖြစ်ဖြစ်တက်နိုင်ရမယ်မဟုတ်လားဒီကောင်တော့ငါလုံးလိုက်ရသေးတော့မယ်လူပူးသည်ရှရန်ရန်ကမောင်မိုးတင်အနာတော်တရေပူးဟန်ဆောင်ကရံပြူကိုတက်လာ၏ထိုအခါမောင်မိုးတင်သည်လူပူး၏ရှိသို့ဥပကြီးပေးသောအင်းကြီးအားပြက်ပြက်ပစ်ချလိုက်ရာလူပူးသည်ထိုအင်းခွက်ကိုတေချာကြည့်နေရင်တဖြည်းဖြည်းကြောက်ရွံ့ဟန်ပေါ်လာသည်ထို့နောက်ဒူတော့ထိုင်ချလိုက်ကနောက်ကျုပ်တီတို့မလုပ်တော့ပါဘူးခွင့်လို့ပါတကယ်မလုပ်တော့ပါဘူးတင်းဖို့ကြီးနဲ့မထုပါနဲ့ဗျာလူပူးသည်အင်းခွက်နေရာကိုကြည့်ကကြောက်လန့်လို့ကျင်ငယ်များပင်ပါချနေလေသည်ထို့နောက်တယောက်တည်းစကားများဆိုနေတော့သည်မလုပ်တော့ပါဘူးကြောက်ပါတယ်ဗျာမတော့တော့ပါဘူးတကယ်မတော့တော့ပါဘူးအင်ရှင်အရင်နှင့်ဦးတောင်းဟန်သည်မထင်မှတ်ထားသောအဖြစ်ကြောင့်ကြောင်ကင်းနေပြီးမောင်မိုးတင်ကိုလည်းအထင်မသေးဝန်းတော့ပဲထို့နောက်မောင်မိုးတင်သည်အင်းဆက်ကူကိုယူကအင်ရှင်အကြီးကိုပေးလိုက်ပြီးအကြီးရဲ့သားနောက်တစ်ခါဝင်ပူးပြီးအရက်နဲ့ကြောက်တောင်းရင်ဒီအင်းသာရှေ့ချလိုက်ကြားလာကောင်းတယ်ကောင်းလေးအဲ့ဒါဆိုလည်းကျုပ်ပြောင်းမယ်အကြီးဘယ်နှမှရိုးမတော့တဲ့ဝင်ရအောင်ပါကောင်းလေးလိုအပ်တာရှိရင်အကြီးကိုပြောပါအခုအကြီးငွေပလားပူဇော်ဘာလို့ပြောနေတာလဲဗျာကျုပ်ကစေနာနဲ့ကူညီတာပါဦးလေးတောင်းဟန်ဒေကြီးအကျော်တွေကိုလည်းနှုတ်ဆက်တယ်လို့ပြောပြပါဗျာပြီးတော့ကျုပ်ကိုထမင်းထုတ်ပေးတဲ့အကြီးကိုလည်းကျုပ်သွားလိုက်မလို့ဆိုတော့တခါလည်းပြောပြစမ်းပါအောင်ကျုပ်ပြန်တော့မယ်မောင်မိုးတင်ဒီပြောဆိုအားလုံးကိုနှုတ်ဆက်ကဥပကြီးရှိသောဇရက်တို့ပြန်လိုက်ပါလေတော့ဒီဥပကြီးဒီမောင်မိုးတင်ဒီဇရက်မှာတ냐အိတ်ကမနက်စောစောဝေလီဝေလင်းအချိန်ထလို့ရုံမတော်ကြီးဘက်သို့ထွက်လာလိုက်ကြသည်အချိန်အတော်ကြာတော်ကြီးနဲ့ခရီးနှင်လာသောအခါတော်သည်နတ်တရနတ်လာ၏မောင်မိုးတင်စိတ်ထဲတွင်ယခုလိုတော်နတ်ကြီးတဲ့တွင်ရွာရှိကောရှိပါမလားဟုတွေးနေမိသည်မကြသောအချိန်တွင်သူတို့၏မနှမ်းမကန်းတွင်လင်းသားကြီးနှစ်ကောင်ပြန်တန်းနေလေရာမောင်မိုးတင်သည်သူ၏ရွယ်၏ထဲမှလေးဝါကိုထုတ်ကအလင်းမြန်ပစ်လိုက်ရာဥပကြီးတားချိန်မရလိုက်နောက်စလုံးဒီကလင်းသားကြီး၏နောက်ပိုင်းသို့ထိမှန်သွားလေရာပြန်တန်းနေသောလင်းသားကြီးသည်နှစ်ချက်သုံးချက်မြောက်အော်ပြီးပြန်တန်းသည့်နေရာမှာအောက်သို့ပင်နေရင်ပြန်တန်းနေရလေသည်ဥပကြီးသည်ကြောင်ရင်းနေရင်မှသူတို့ရှိမှပြန်တန်းနေသောလင်းသားနှစ်ကောင်အနက်ဂ
ရိုးရိုင်းနင်းနာကြီးကိုတစ်လက်လေးခွာကိုင်းထားသောမောင်မိုးတင်ကိုတစ်လက်ကြီးကဥပကြီးသည်မောင်မိုးတင်၏နေရင်ကိုတစ်ချက်အုပ်လိုက်ပြီးခွေးတယ်မှာပဲအဲ့ဒါတို့ကိုလမ်းပြတဲ့စုံးတွေဟာမင်းတို့တာဟိုစုံးတွေသိတော့မှာပဲကွာသိမှမသိပဲဗျာကြိုပြီးပြောထားမှာပေါ့သူကငှက်ပြစ်နေကြဆိုတော့ရှေ့မလန်းမကမ်းမှာကာလာလာကြီးပြန်နေတော့ဘယ်စိတ်ထိန်နိုင်မလဲဗျမောင်မိုးတင်သည်နေရင်အုပ်ခံလိုက်ရတဲ့ဖြင့်မချေမနှက်နှင့်ဥပကြီးကိုစကားပြန်ဆိုနေသည်ထို့တော့မကြသောအချိန်တွင်သူတို့နှစ်ယောက်ရွာကလေးတရွာ၏ရွာဝင်သို့ရောက်လာကြ၏ရွာဝင်နေတော့ခေါင်းမွေးများတစ်ကောင်လုံးဖြူနေပြီးတောင်ဝေးတစ်ချောင်းကိုကိုင်းထားသောအဖွားအိုနှင့်သူမ၏ဘေးတွင်တာမန်မိန်းကလေးများဝတ်သည့်ဖြစ်ညမ်းထမိန်အင်ကြီးလေးနှင့်လုံမပြိုလေးနှစ်ယောက်နှင့်အတူသူတို့အားဆောင်နေသည်ထိုအထဲမှလုံမပြိုလေးသည်လက်တစ်ဖက်ဖြင့်သူမ၏တင်မကိုပုတ်ကမျက်နှာမသာမယာနှင့်မောင်မိုးတင်ကိုမြင်သောအခါမျက်စောင်းတို့ကကြည့်နေလေသည်ဥပကြီးသည်ထိုမျိုးသမီးသုံးဦးနာရောက်သောအခါအလဲနိုင်ရှိသောသပင်ဖြူနေသောမိမကြီးသည်ဥပကြီးကိုကြည့်၍ရိုသေသာစကားဆိုလာသည်အင်းဝိဇ္ဇာဆရာဘွားရောက်လာလို့ကျမတို့အတိုင်းမသိကျေးဇူးတင်ပါတယ်ရှားပါတဲ့ကိုပြန်မဲဖြူခမားတို့ကလူတွေနဲ့ဝေးရမှနေပြီးလူတွေကိုဒုက္ခမပေးလို့ခမားတို့ကိုဒုက္ခတာပေးမဲ့သူကိုကျောက်ကနှိမ့်နှိမ့်မိကူညီရခြင်းမှာဒါနဲ့ဟောဟိုကကောင်လေးကဘယ်သူလဲအဲ့ဒါငအုံးရဲ့တပည့်ဘိုးတင်တဲ့ဒီခကြီးတန်းမှာကျုပ်တယောက်တည်းပြင်းလို့သူ့ကိုခေါ်လာတာတော့ဘိုးတင်တဲ့တရားချက်ကနည်းနည်းလွဲတော့ကံကောင်းတယ်ကိုရံပဲဖြူနဲ့ဥပကြီးစကားပြောနေစဉ်မဘိုးတင်ကိုမျက်စောင်းသုံးနေတဲ့ကိုပြိုမာလေးမှာဘိုးတင်ကိုကြည့်ပြီးမကြင်မတန်စကားပြောလိုက်ရာအားလုံးပြုံးစည်းစည်းနေဖြစ်ကုန်ပြီးကိုပြိုမာလေးချက်တော့ကထိုနေရာမှာပြေးထွက်သွားလေသည်မကြသောအချိန်တွင်ထိုကိုပြိုမာလေးထွက်ပြေးသွားသောနေရာမှာအတန်တန်ပေါ်လာလေသည်သခင်မကြီးကဲပါဦးထိုအတန်ညာကိုပြန်ပဲဖြူပါဝင်အားလုံးအတန်လာချီတို့ပြေးသွားလိုက်ရလေတော့သည်ရောင်ပေစုနှင့်ပစိုးဘို့တခွင်းကိုဆက်လက်တိုင်းထားသောကောင်လေးတစ်ယောက်သည်ကိုပြိုမာလေး၏ဥကောင်းကိုခြေပြင်းနှင်းထားလေသည်ကိုပြိုမာလေးသည်ကြောက်လန့်လုံးရင်တိုးတိုးပင်မလုံရဲပေမလှုပ်အောင်လည်းထိုကောင်လေးသည်ငေါငန်ထားခြင်းဖြစ်သည်ဆုံးမမလှုပ်နဲ့လှုပ်လို့ကတော့နေငေါငါမနေမဲ့စင်ကိုနေခလိုက်မယ်ကြားလားဥပကြီးနှင့်မောင်ဘိုးထင်တို့ရောက်သွားသောအခါရောင်ပေစုနှင့်ကောင်လေးသည်သူတို့အားလုံးကိုကြည့်ကကဲဆုံးမနေဆုံးနေဒီနေ့နင်တို့ပညာအားလုံးကိုငါဖျက်ဆီးပြစ်မယ်အဘမတည်ခင်နင်တို့ကိုမတတ်ရဘူးလို့မှားထားလို့ငါအသက်တော်တရားမတတ်ဘူးနင်တို့ရဲ့ပညာတွေအကုန်လုံးကိုငါဖျက်ဆီးပြစ်မယ်ဟဲ့ကောင်လေးနင်ကတစ်ခေါင်းပေါက်ဖိုးဝေဆိုတာလားနင်တို့ကငါနာမည်တော်သိနေမှာကိုကဲဆိုင်ရာဆုံးနေအကုန်လုံးကိုလက်နောက်ပြန်ကျိုးနဲ့တုပ်စမ်းတစ်ခေါင်းပေါက်ဖိုးဝေဤစကားဆုံးသည်နှင့်ကိုယ်ပြန်မဲ့ပြူပါဝင်သူမဘေးတွင်ရှိသောကိုယ်ပြိုလေးသည်လည်းလက်နောက်ပြန်သောအခါကျိုးတုပ်သည့်အတိုင်းလှုပ်ရမရတော့ပြီထို့နောက်တစ်ခေါင်းပေါက်ဖိုးဝေသည်မြည်တော့မှမဖြစ်ဒီအတိုင်းသူအားဆူဆိုင်ကြည့်နေသောဥပကြီးနှင့်မမိုးတင်တို့အားအံ့ဩသာငေးကြည့်နေရင်မင်းတို့ကဘာမှမဖြစ်ဘူးလားကဲကောင်းလေးမင်းရဲ့ဒေါသတွေကိုဘာလို့အပြစ်မရှိတဲ့ဆုံးတဲ့အပေါ်ပုံချနေရတာလဲဘာအပြစ်မှမရှိရမှာလဲဆုံးဆိုဘယ်ဆုံးမှအပြစ်မကင်းဘူးကျုပ်ကဒီဆုံးတွေကိုတတ်ချင်တာတစ်ခေါင်းပေါက်ဖိုးဝေသည်ဒေါသတကြီးပြောကဆုံးမလေးကိုနှင်းထားသောသူ၏ချက်လက်ကိုပိုးရဲအားထက်လိုက်ရဆုံးမလေးမှစူးကားသောအော်ဟစ်ငိုကြွေးနေလေသည်ဥပကြီးသည်ဆက်ရရမကြည့်နိုင်တော့ပဲသူ၏လွယ်ထဲမှအင်းတစ်ချက်ကိုထုတ်ကနှစ်ဖူးမှတဲ၍တစ်ခေါင်းပေါက်ဖိုးဝေအရှိပစ်ချလိုက်ရာအင်းစာရဲထဲမှတန်ကောင်းစွာဆွတ်ထားသောကျဲသောပါးစပ်မှအဆွဲများကားထွက်နေပြီးရွှေအောင်ချက်ဖို့တစားကိုဝတ်ထားသောပုဂ္ဂိုလ်သည်နှစ်ဖက်အသွားရှိသောတန်နက်ကိုကိုင်ကတစ်ခေါင်းပေါက်ဖိုးဝေအနာတိုးကပ်ရသွားလေသည်တစ်ခေါင်းပေါက်ဖိုးဝေသည်သူအနာတိုးလာသောထူးဆန်းသည့်ပုဂ္ဂိုလ်အားလက်ညှိုးထိုးကဆိုင်ရာအိုက်ကောင်ကြီးကိုကျိုးတုပ်ဆန်းဆင်းပိုင်ဆင်းနေနေဆန်းလှမ်းပိုင်နှံနှံထိုးဆန်းတစ်ခေါင်းပေါက်ဖိုးဝေမြည်သောအမိန်ပေးခိုင်းစီကမူဥပကြီးပြစ်လိုက်သောအင်းထဲမှအင်းဆောင်ကြီးသည်သူအနာသို့တဖြည်းဖြည်းတိုးလာပြီးကိုင်ထားသောတန်နက်ကြီးကိုမြောက်ပြီးခုတ်ရန်ဟန်ပြင်လိုက်ရင်ပတ်ဝန်းကျင်တစ်ခုလုံးချွေအောင်များဝေးထိန်သောကအားလုံး၏မျက်လုံးများမှိတ်လိုက်ကြရသည်မျက်လုံးများပြန်ဖွင့်သောအခါတစ်ခေါင်းပေါက်ဖိုးဝေအနာတွင်အလင်းရောင်များဝင်းလက်နေသောဆရာတော်တစ်ပါးအားဖူးတွေ့လိုက်ရ၏ဆရာတော်ကိုမြင်သောအခါအင်းဆောင်ကြီးနှင့်ဥပကြီးသည်မြေပြင်တွင်ဝတ်ထုတ်ထိုင်နေပြီးဆရာတော်အားဥချကြောလိုက်ကြသည်ဆုံးကဝေများနှင့်မဘောတင်တို့သည်ဥချကြောခြင်းမရှိငေးသာကြည့်နေကြလေသည်ထို့နောက်ဆရာတော်သည်ကြည်လင်သောအတန်ဖြင့်ဥပကြီးကိုကြည့်ကမိန့်တော်မူလေသည်တခါကြီးဒီကလေးကိုခွင့်လွှတ်လိုက်ပါဆရာတော်ဒီကလေးကိုခေါ်သွားပါမယ်နောက်တစ်ချိန်ဒီကလေးကလောကကိုကောင်းကျိုးပြုမဲ့သူမို့တခါကြီးမေတ္တာထားပေးပါနောက်တစ်ခါအေးချမ်းစွာနေရတဲ့ပညာသည်တွေကိုမနှောက်ယှက်အောင်ဘုန်းကြီးဆုံးမထားပါမယ်တင်မဖေဟာတပည့်တော်လည်းကလေးကိုနတ်ဘလူးဆောင်တဲ့အင်းနဲ့မတိုက်သင့်ပါဘူးဖေဟာဟိုကဆုံးမလေးအော်ဟိငိုသွေးငိုကြွေးတန်ကြောင့်သတိတလွတ်သွားတာပါနားလဲပါလေကဲကဲဘုန်းကြီးတို့ကြွလိုက်ပါအောင်မယ်ဆရာတော်ဒီထုံမြတဲ့မိတ်ဆိုပြီးတခေါင်းပေါက်ဖိုးဝေအားလက်မဆွဲကရှေးအောင်များဝင်းလက်သွားပြီးပြောက်ကွယ်လို့သွားပါစီတော်သည်ဥပကြီးနှင့်မဘောတင်တို့သည်ကိုယ်ပြန်ပဲပြုလို့နေသောဆုံးရမှာကိတ္တခဏသာနာပြီးပြန်ထွက်လာသည်တော်ကြီးထဲမှပြန်ထွက်လာသည်လမ်းပြသောကိုပြိုမာလေးတို့သည်အလားလုံးကတော့လင်းတာအဖြစ်ပြောင်းပြီးရှေ့မှလမ်းမပြရဲတော့ပြီတာမန်လူသားရုံနဲ့သာရှေ့မှလမ်းပြနေလေသည်တော့ပေမဲ့လည်းရှေ့မှသွားနေရသည်ကိုစိတ်သိမ့်တော့မပေါ်နောက်သို့ပြန်လှည့်ကြည့်နေရမဘောတင်စိတ်မချဖြစ်လာပြီအမောက်တို့ကလည်းလာတော့မှပြစ်မိတာကငှက်ကြီးတွေပုံစံမှုလို့ပါဗျဒီလိုငရမ်းကိုလုံးလေးတွေကိုတော့ကြောက်ကပြစ်ပါမလားဗျမဘိုးတင်စကားကြားသောအခါကိုယ်မာလေးနှစ်ယောက်မျက်လုံးပြူသောအခါချက်ချင်းသွားနေရမှရက်လက်ပြီးမဘိုးတင်ကိုကြိုကြည့်စကားဆိုလာလေသည်နှာဦးလေးလိုက်မပို့တော့ဘူးထို့သောပြောစကားနောက်ကျောင်းပြန်လှည့်ပြလေတော့သည်မဘိုးတင်သည်ပြန်ပြီးသွားတဲ့ကိုယ်ပြမာလေးနှစ်ယောက်အားနားမလည်နိုင်တာကြည့်ကဘာဖြစ်သွားကြတာလဲဥပကြီးအားဘာဖြစ်ရမှလဲငရမ်းကိုတွေပါတယ်မင်းကဘယ်လိုလုပ်သိတာလဲအဘပြောတာလीများစောစောကအမားတို့တွန့်တွန့်နေကငရမ်းကိုလေးတွေအေးတယ်ဗျကောင်းကွာလိုက်လဲလိုက်တဲ့ဆရာတစ်ပတ်တွေကဲကောင်းလေးငါသတင်းရထားတာရှိတယ်မင်းတို့ရွာကိုလူလိန်ဝင်မယ်တဲ့ကွာအဲ့ဒါမင်းတို့ကောင်နဲ့ဂရုစိုက်လိုက်ကြအောင်မဘိုးတင်သည်ဥပကြီးပြောသောရွာသောလူလိန်ဝင်ပြီးဆိုသောစကားကြောင့်ပြည်သူသောလူလိန်နည်းကိုတွေ့ရင်ပေပင်ရွာသောအပြန်ခကြီးအမှောင်လောကသားများအခေါ်တကယ်အင်းဝိဇ္ဇာကြီးမဟုတ်သည့်အင်းဝိဇ္ဇာပွားကြီးနှင့်အတူစကားတစ်ပြောပြောနှင့်ပြန်နေကြပါသေးတော့သည်